Hello အားလုံးပဲမင်္ဂလာပါကျွန်တော်လောပါဒီနေ့ကကျွန်တော် one piece မဟုတ်တဲ့ round piece အကြောင်း recap လုပ်ပေးသွားမှာဖြစ်ပါတယ်အခု round piece အကြောင်း recap မလုပ်ခင် intro လေးကိုတစ်ချက်ကြည့်လိုက်ပါခဏနေတော့ round ဆိုတဲ့ဟာကြီးဘာလို့ပါလာအော်ဟုတ်တာပဲဒါ one piece တစ်စင်မှမဟုတ်တာ round piece လေးမှားနေတာဟုတ်တယ် to say that you're fine when you're not really fine but you just can't get into it because they would never understand အဲ့ဆိုကျွန်တော်ရဲ့ round piece အကြောင်းပြောပြမယ်အရင်ဆုံးဟိုးရှိတော့တဲ့ Pirate King Roger ဆိုတဲ့လူတစ်ယောက်ရှိရဲ့တဲ့ Pirate King Roger မဟုတ်ဒီမှာကျတော့ Pirate King Lord Ismail မှာဆိုတဲ့လူတစ်ယောက်ရှိရဲ့တဲ့သူကဒီ server တစ်ခုလုံးအပန်စီးထားဖြစ်တယ်ဘာလို့လဲဆိုတော့ first sim မို့လို့ second sim မှာပန်သွားစီသူပဲ bounty ရော့ပြီးတော့0 bounty နဲ့ပြန်လာရမှာအခုဒီ first sim မှာဆိုတော့ noob လေးပဲတွေ့ရကြသူကလုံးဝဆရာကြီးလိုပဲနေရသူကစီးတစ်ခုလုံးကသူ့ရဲ့လက်အောက်မှာဆိုနေလို့ရတယ်သူကလည်းရှာရှည်ပြီးတော့ fruit လေးကိုကြွားတယ်လို့မကြွားတယ်လို့နဲ့ခဏကြွားလိုက်ပါတယ်ကြွားရင်လည်း bro တို့ fruit နှစ်မျောရဲ့လူတွေမဖြတ်တိုင်းဘူးရဲ့ lifestyle ဆိုပြီးတော့ creation fruit ကိုကောက်စားပေးလိုက်တယ်creation fruit ကိုစားလိုက်တာမဘလိမ့်ပါနဲ့ dragon fruit က permanent fruit မို့လို့ပါဒါကကြွားမဟုတ်ပါဘူးပြုတ်ပြမှာဘလိမ့်မှာကြောက်လို့အဲဆို creation fruit ကိုစားလိုက်ပါတယ် creation fruit ကိုဘာလို့စားရလဲဆို creation fruit ကရေထဲမှာလမ်းလျှောက်လို့ရတယ်ရှုံကြလားတကယ်လမ်းလျှောက်လို့ရပြမယ်ခဏလေးပဲစောင့်လိုက်ရေကလမ်းလျှောက်လို့ရတဲ့ပုံစံပြမယ်ရေထဲမှာလမ်းမလျှောက်ခင် creation fruit နဲ့အခုဘာလုပ်ရင်ကောင်းမလဲဆိုစိတ်ကူးလိုက်တော့ကြတော့ဘာမှလုပ်စရာမရှိဘူးလုပ်စရာမရှိတော့recap လုပ်ပေးမယ် one piece မှာ fan theory တခုပြောပြမယ်ဘာလဲဆိုတော့ crocodile က Luffy ရဲ့မိဖြစ်တယ်ဆိုတဲ့ကိစ္စပေါ့ဟုတ်တယ် crocodile က Luffy ရဲ့မိဖြစ်တယ်တကယ်လည်းဟုတ်ပါတယ် Luffy ရဲ့မိပါပြီးတော့ကျွန်တော်ရဲ့ creation fruit နဲ့ဘယ်လိုလုပ်ပြီးတော့ fast ကိုအပန်စီးလုပ်ထားရလဲဆိုတာပြပါမယ်ဘယ်လိုဒီ saber shank လို့ yongo တယောက်ကိုတက်နိုင်တယ်ဆိုရင်တော့လုံးဝ CRE ဖြစ်ပါပြီအဲကြောင့် shank လို့မျိုး yongo တယောက်ကို easily တက်ပြလိုက်ရတယ်အဲကြောင့် fast ကို control လုပ်နိုင်တာပေါ့မဟုတ်ဘူးဆို control လုပ်လို့ရမလား when you're not really fine but you just can't get into it because they would never understand CRE လေ CRE ကအဲ့လိုပဲတိမ်ငက်တွေကအဲ့လိုပဲလေဟုတ်ပြီခုနလမ်းကြောင်အခုလမ်းမြန်ကောင်းပြီဆိုတော့ creation fruit နဲ့ 45 လေးလုတ်ပြီးတော့ပြမယ်။အော်ခုနရေကူးလို့ရတယ်ပြောတာတွေ့လား။ရေကူးလို့ရတယ်လုံးဝရေမနေဘူးတွေးလည်းမယောဘူးဒါ hack တုံးတာလည်းမဟုတ် creation fruit ရယ်ဆိုရင်လေဘယ်လိုမယုံဘူးဆိုရင်ကိစုံပြေဘာ fruit ဖြစ်ဖြစ် creation fruit ကောက်စားပြလိုက် creation fruit နဲ့ဆိုရေအေးစိတ်ကူးလို့ရတယ်။မယုံဘူးဆိုကူးကြည့်လိုက်။တေဝိုင်းရင်တော့မတက်နိုင်ဘူး။ဒါ shark video ကြီးမို့လို့ပါဟေဟေမယုံအဲ့လိုပြောရင်ကျွန်တော်မယုံပြောမှာအခုပြောမှာကျွန်တော် one piece မဟုတ်တဲ့ round piece ကိစ္စနောက်ကျန်တဲ့ recap လုပ်ပေးအောင်ပါဆိုတော့ကျွန်တော် like and subscribe လေးလုပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ် round piece ကတော့လုံးဝတူတက်မှုက Luffy တို့ထက်ဒီ round piece ကတားပါတယ်ဘာလဲဆိုတော့ကျွန်တော်ကြွားတတ်တယ် Luffy ကမကြွားတတ်ဘူးဒါကြွားရမှာကြွားတတ်တယ်ပြောရမှာပေးတတ်တယ် fruit ရပါပေးတတ်တယ်ပြောတာဟောဒါနဲ့ fruit ရပေးပြီးဆို lightning နဲ့ကိစုံးနေပါမပေးဘူးเนาะကျွန်တော်ပေးမယ်ပြောတာ light fruit ပေးမယ် rubber ပေးမယ် magma ပေးမယ် ice ပေးမယ် bomb ပေးမယ်ယူဂျင်နာကျွန်တော်ခီးမဆိုင်ယူဂျင်လာတောင်းနဲ့ပေးလိုက်မယ်ကိစုံးနေပါလာမတောင်းရင်ပြီးရတယ်ပြီးရင်ဒီအောက်ကဘာလုပ်တဲ့နေရာလေးလဲဆိုတော့ကျွန်တော်တတိယဝင်လို့မရဝင်လို့ရရင်ဟိုလေး chat တော့ယူလို့ရဘာလုပ်တာပါလဲတော်တော်ကြားရဆိုနေမေးတတ်တယ်လေလူဆိုတာအုံနောက်ကကောင်းပါလေTV saver quest ယူလိုက်တယ်ဟုတ်တယ် saver quest ယူလို့ရတယ်ဒီမှာ saver quest ကဘာလို့ဖို့ယူမှာchang လိုမျိုးလူမျိုးတောင်တက်နိုင်တဲ့လူတွေကဘာလို့ကို saver quest ယူမှာတော့ CRE ကယူစရာမလိုဘူးလေဒါနဲ့ဘာလို့ကောင်းမလဲဆိုစိတ်ကူးရင်းနဲ့နောက်ဆုံးတော့ပြင်ပြီးစိတ်ကူးရသွားတာဟိုနားလေးကဘယ်နေရာလေးလဲMarine Fortress ကိုတွားမယ်ဆိုစိတ်ကူးလိုက်တယ် Marine Fortress ဘာလို့တွားမလဲဆိုတော့ဘယ်လိုမေးပါမယ်ဘာလို့လဲဆိုတော့ခုတ်မရှိသေးလို့ပါတကယ်ခုတ်ကမရှိသေးဘူး voice time မှာခုတ်ကတကယ်မရှိသေးဘူးအဲ့ဒါဒီလိုအပေါ်ထောင်းတက်တာကြာလူနဲ့မဆိုင်ပါဘူးဖုန်းနဲ့ဆိုင်တာပါဖုန်းကအဲ့လိုမျိုးအပေါ်ကြည့်လိုက်ပြီးဆိုတော့သူကပေါ်တက်သွားလို့မဟုတ်ဘူးဆိုရင် easy ပဲတူလား easy ပဲ CRE ကအဲ့လိုပဲ CRE က easy သွားလို့ရတယ်အဲ့အပေါ်တက်တာလေးကိုမကြည့်နဲ့နည်းနည်းတိတ်ခါကြားတယ်မကြည့်နဲ့အခုဟိုးနားလေးမှာဆိုရင် Marine Fortress ကိုမဟုတ်ဘူးဟာအဲ့ရပါကြီးတော့Marine Fortress ကအဲ့ဟာမဟုတ်ဘူးအဲ့ဟာမဟုတ်ဘယ်နားလေးမှာခဏပြန်လာခင်ပြီးတော့တကယ်ပြော brother တို့ကတကယ်မသိလို့ creation က teleport လဲလုပ်လို့ရတယ်တွေ့နော်ခုနဟိုဘက်ထဲကနေဒီဘက်ထဲကို teleport လုပ်လာတွေ့နော်ချက်ချင်းအဲ့လို portal fruit ကြာနေတာ creation fruit ကအဲ့ကြောင့် creation fruit ကောင်းတယ်လို့ brother တို့ပြောင်းစားကြည့်လိုက်မယုံအဲ့လိုပြောရင်
ကျွန်တော်မယုံဘူး ရပြီကျွန်တော် Marine Fortress ကိုရောက်တော့မှာပါအဲ့ဒါဆို brother တို့မယုံဘူးဆိုရင်ထပ်ပြီးတက်လီဘောလောက်ပြပါမယ်တွေ့ရင်တော့ရှင်းရှင်းလုံးဝ Marine Fortress ကိုခဏလေးနဲ့ရောက်လာတက်လီဘောလောက်ရတွေ့ရင်တော့ move system တဲ့တူတူတွေ့ရင်တော့ AC တက်လီဘောလောက်ပြရောက်လာMagic City နဲ့သူ့တက်ပြ Magic City အရှိရောက်သွားတာMagic City အရှိရောက်သွားတာခဏ You're not really fine, but you just can't get into it because they would never understand. ပြောတာပဲ creation view ဖုန်းနဲ့ဆိုရင်မကောင်းဘူးလို့အဲ့အကြောင်းကျွန်တော် scale ကလုံးဝမြင်မိတာ fast တစ်ခုလုံး control လုပ်ထားတဲ့လူကအဲ့လို easy လေး creation view ကတုံးတတ်တယ် PC နဲ့ဆိုစော့တတ်တယ်ဒါဖုန်းနဲ့စော့နေလို့ easy bro တို့အထင်မသေးနဲ့ဒါ gray bear ဆိုတဲ့တယောက်က white bear ကိုပြောပါဘာလို့ Marine Fortress ရောက်နေလဲအောင်မသိဘူးတွေ့ရင်တော့ bro တို့ခြေထဲမှာအချားကြီးစိန်နေရတော့ဘာမှဖြစ်ဘူး easy ပဲအဲ့ဒါကိုပြောချင်တာပြီးရင်ဘာဝမလဲဒီမှာပြီးရင်ဟိုနေရာလေးကိုပြင်သွားမယ်ဘာလို့လဲဆိုပြင်းလို့ပါဒါနဲ့ brother တို့ကျွန်တော် like and subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ဘာလို့လဲအခုဒီဘာမှမရှိသေးပါဘူးတကယ် like and subscribe လုပ်ပေးရဆိုတော့ဒီ Kitchen View ကို free ပေးပါမယ်ဒီ video view 1000လောက်ရောက်တယ်ဆိုရင်တော့ Kitchen View တကယ်ပေးပါမယ်မနက်ဖြန်ကြရင်မနက်ဖြန်တင်မဲ့ video မှာ Kitchen View ဖောက်ပေးဖို့အတွက်အစီအစဉ်ရှိပါတယ်အဲဆိုတော့ brother တို့ like and subscribe လေးလုပ်ခဲ့ပါကျွန်တော်ကတော့ဒီနေ့တော့ဒီလောက်ပါပဲတက်တာ